ကဲဒီနေ့မှာတော့အင်္ဂလိပ်စကားမှာနည်းနည်းရိုင်းတဲ့စကားလုံးတွေကိုတင်သွားပေးပါမယ်ဒီစကားတွေကိုအမြဲတမ်းသုံးဖို့တော့မတင်တော့ပါဘူးဒါပေမဲ့တစ်ခါတလေအရန်စိတ်တူလာတဲ့ချိန်ကျရင်အင်္ဂလိပ်လိုပြောမတတ်မှာဆိုလို့ဒီဗီဒီယိုကိုတင်ပေးလိုက်ပါတယ်အရင်ဆုံးမိုက်မေတော့ဆိုရင် stupid နော်ကဲနောက်တစ်ခု you might တဲ့ဟာကို you might တော့သူကိုဘယ်လိုပြောမလဲဆိုတော့ idiot ဘာမှမသိရသူကို fool ပါဇက်ပိတ်ထားတိတ်နေဆိုရင် shut up ငါရှေ့ကနေထွက်သွားဆိုရင် get lost ဘလို့ကောင်းကြီးလဲဆိုရင် what the hell ဒါတော့အရင်ရိုင်းနေနော်အမြဲတမ်းသုံးဖို့မကောင်းပါဘူးပေါ့နော်ပြီးရင်ငါ့ကိုလာမနှောက်ယှက်နဲ့ဆိုရင် stop bothering me ကဲဒီလောက်ဆိုရင်တော့အင်္ဂလိပ်လိုဘယ်လိုပြန်ပြောရမယ်ဆိုတဲ့ဟာကိုသိပြီလို့ယုံကြည်ပါတယ်